ဗင်နီဇွဲလားနဲ့ခြေစမ်းပွဲမှာပါဝင်ကစားခြင်းပြုမပြုမက်ဆီဆုံးဖြတ်မယ်။အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်တိုက်စစ်မှုမက်ဆီဟာဗင်နီဇွဲလားအသင်းနဲ့ရှင်ပြိုင်ကစားမဲ့ခြေစမ်းပွဲမှာပါဝင်ကစားခြင်းပြုမပြုကိုကိုယ်တိုင်ဆုံးဖြတ်မှာဖြစ်ကြောင်းသိရပါတယ်။အသက်38နှစ်ရှိပြီဖြစ်တဲ့အင်နာမိုင်ယာမီတိုက်စစ်မှုကလက်ရှိအချိန်မှာအင်နာမိုင်ယာမီအသင်းဟာပွဲရဇက်တိုက်ကစားနေရပြီးတော့မက်ဆီနေနဲ့21ရက်အတွင်းမှာ9ပွဲကစားမဲ့နေထားဖြစ်နေတယ်လို့အတက်လန်နာယူနိုက်တက်နဲ့ပွဲကိုလည်းအော်တိုဘာလ17ရက်နေ့မှာကစားမှာဖြစ်တာကြောင့်မလို့ဗင်နီဇွဲလားနဲ့ပွဲမှာပါဝင်ကစားဖို့အတွက်အခက်တွေ့နေကြောင်းသိရပါတယ်။အာဂျင်တီးနားအသင်းကတောင်အမေရိကဆိုကမ္ဘာဖလားခြေစစ်ပွဲပြီးဆုံးသွားပြီဖြစ်တာကြောင့်ဒီလနိုင်ငံတကာရက်သက်တစ်ပတ်မှာခြေစမ်းပွဲတွေသာရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့အော်တိုဘာလ10ရက်မှာဗင်နီဇွဲလားအော်တိုဘာလ13ရက်မှာဘူအာတိုရီကိုအသင်းအနေနဲ့အမေရိကန်နိုင်ငံမှာရှင်ပြိုင်ကစားသွားမှာပါ။အာဂျင်တီးနားလက်ရွေးစင်အသင်းဒီပြဖြစ်တဲ့စကာလိုနီကတော့မက်ဆီပါဝင်ကစားသမားအားလုံးနဲ့ဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ကြံ့ခိုင်မှုမပြေဝတဲ့ကစားသမားကိုစွန့်စားအသုံးပြုမှာမဟုတ်တယ်လို့ကစားသမားအသစ်တွေကိုကြီးစုဖို့အတွက်စူးစမ်းသွားမယ်လို့လည်းပြောကြားခဲ့ပါသေးတယ်။